ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကိုစီမန်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်16ရက်နေ့9လပိုင်းကြာတာဒီနေ့ပေါ့နော်ဒါဒူးဒီလေးကိုပြောပြမယ်ဖြစ်ပါတယ်မနက်ကကိုပြန်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်9-3ညဝင်ချင်းလွဲခဲ့တာပေါ့နော်ဒါကီးကတော့အောင်ခဲ့တာပေါ့နော်တပတ်စာကီးကတော့ခုံတလုံးအောင်ခဲ့ပြီးတော့ကျွန်တော်အခွေပေးတဲ့တဲက6တလုံးမထိတာပေါ့နော်အားလုံးလဲဒါမရကြဘူးလို့ထင်တယ်ဗျ။ဘာဖြစ်လို့ဆိုလို့ရှိရင်ကျွန်တော်အခွေကလွဲသွားတယ်ဆိုတော့เนาะအဲ့ဒါကြောင့်ဒီညနေကျွန်တော်ပြောပြမယ်ဖြစ်ပါတယ်။ဒီညနေအတွက်ကတော့ဇေတနာဖြစ်ပြောလဲတော့အမှားမဲ့လက်ခံမှာယူပါခင်ဗျာเนาะ။ Okay ။ဒီညနေကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးဝန်းကျင်က9-3ညဝန်းကျင်ပဲဖြစ်ပါတယ်။9-3ညဝန်းကျင်ကိုကျွန်တော်က4ခွက်ပေါ့เนาะ4ခွက်လေးမိန်ခွက်နေနဲ့ကစားပေးပါเนาะ4ခွက်လုံးကို9-6 9-9 4ခွန်4-3ညဖြစ်ပါတယ်เนาะ။အခွေအနေနဲ့အရန်အနေနဲ့ဆော့မယ်ဆိုရင်9-3ည1ခွန်ရန်ခွက်ကစားလို့ရပါတယ်။ပရိတ်ကတော့တစ်ပရိတ်က main ဖြစ်ပြီးတော့ကိုလေးပရိတ်ကရန်ပရိတ်ဖြစ်ပါတယ်ကျွန်တော်ကိုစင်မှာနောက်ထပ်ဗီဒီယိုဖိုင်ပြန်တင်အောင်အားလုံးကြိုက်ကောင်းကြပါစေဘိုင်